ကျွန်တော် property နဲ့ quick select နော် property နဲ့ quick select ဆိုတော့အခုကျွန်တော်နေရာတွေဟောဒါတမီးလောက်ပါကျွန်တော် layer တွေလောက်ထားတယ်အဲ့ဒါဒီကောင်နဲ့ကျွန်တော် layer 1နဲ့ circle တွေဆွဲတယ် line တွေဆွဲတယ်နောက် rectangle တွေဆွဲတယ်နောက် layer 2နဲ့ circle တွေဆွဲတယ် line တွေဆွဲတယ်ကွတ်ဆက်လက်ကြတော့သူကဘာအတွက်ကောင်းလာလဲဆိုတော့ကွတ်ဆက်လက်ကြတော့ကျွန်တော်တို့ဟိုဟာပစ္စည်းတွေအများကြီးထဲမှာကိုလိုချင်တဲ့ဟာတွေရွေးထုတ်ခြင်းကွတ်ဆက်လက်သုံးလို့ပိုကောင်းတယ်ချစ်တယ်ပါအဲ့တော့စကားမပြီးလေအထွေးပြန်လေအောင်4အဲ့လိုဟာတွေထဲမှာဥမာဒီကောင်လို့ဆိုရင်သူကခွဲထားတယ်ဒီကောင်ဘာလီယာမဟုတ်ဘဲနဲ့အဝါရောင်ပြောင်းထားတယ်လေယာချင်းတော့တူတယ်နော်အဲ့ဆိုဒီလေယာကြီးပဲဒီလေယာနဲ့ဆွဲထားတဲ့ကောင်ကြီးပဲလိုချင်တယ်ဆိုရင်ပထမဆုံးအလွယ်ဆုံးနည်းကဘာလုပ်ရမလဲဆိုတော့လေယာဖွင့်လိုက်လေယာဖွင့်သွားရင်ဒီကောင်လိုချင်တယ်မှတ်လားဒီကောင်လည်းဟန်လိုချင်တယ်ကျန်တဲ့ကောင်တွေလိုက်ပြီးတော့ lock ချလိုက်နော်ဆိုဒီလို control ဖိပြီးတော့နော်အဲ့ကောင် lock ချလိုက်ဟိုတကောင်ပဲ lock ပွင့်ပြီးကျန်နေလိမ့်မယ်ပြီးတော့မှ move ဆိုပြီးတော့ဆွဲထုတ်လိုက်နော်ဒါဆိုရင်အဲ့ကောင်နဲ့ဆွဲထားတာတွေပါလာပြီပေါ့နော်ဒါပထမနည်းပေါ့ဒါပေမဲ့တကယ်ဒန်းကြတော့ဒီတော့ရှိတာမရှိဘူးတဲ့တကယ်တမ်းဆိုရင်ကျွန်တော်တို့ရဲ့ layer တွေကအများကြီးဖြစ်လာတယ်နော် S1 D03 ဒီလိုမျိုးရှုပ်နေတဲ့ပုံဝင်နော်ဒီလိုရှုပ်နေတဲ့ပုံpeople one viewport ဒီထဲမှာကျွန်တော်ဒါလေးဘာတွေပဲဆက်လက်ကောက်ချင်တယ်ဆိုတော့ကျွန်တော်ဒီကောင်ကိုဆက်လက်ကောက်ချင်တာဒီကန်ကြီးပဲပေါ့နော်ဒီကန်တွေပဲဆက်လက်ကောက်ချင်အဲ့ဒါဆိုတစ်ချက်ကြည့်တယ်ဒီကောင်ဘာလီရတယ်ဒီကောင် tank equipment ဆိုတဲ့လီယာဘိုင်လီယာ continuous ဖြစ်တယ်နော်ဘိုင်လီယာအယောင်ဘိုင်လီယာဒီကောင်ကကျတော့ structure ဖြစ်သွားတယ်ဒီကောင် wall အဲ့ဒါဆိုကျွန်တော်လိုချင်တာဘာကိုလိုချင်လဲဆိုတော့ဒီကောင်tank equipment ဆိုတဲ့ layer တွေကပါတဲ့ကောင်လို့လိုချင်တယ်အဲ့ဆိုရင်အကုန်လုံးကို select လုပ်လိုက်နော်ပြီး right click ခောက်လိုက်နော် quick select ဆိုပြီးတော့ quick select ဆိုတော့ကိုလိုကျွန်တော်လိုချင်တာ multiple line တွေပဲကောက်ချင်တာမဟုတ် multiple နော်ပြီးဘာလိုချင်တယ်သူ့ရဲ့ layer equal ခုနပါတယ် tank equipment ဆိုတဲ့ layer နော်ပြီးinclude ပေါ့ include ဆိုတာပါမယ်လို့ပြောတာအဲ့ဒါဒီကောင်ကြီးပဲ select ဖြစ်သွားတယ်နော်ဒီမှာအကုန်လုံးသူပဲ select ဖြစ်သွားတယ်နော်ပြီးကျွန်တော်ဒီကောင်ကို copy ဆိုပြီးတော့ဒီ base ဆွဲထုတ်လိုက်မယ်နော်အဲ့ဒါ tank equipment ဆိုပြီးတော့အကုန်လုံးပါလာပြီနော်အဲ့လိုမျိုးရွေးပြီးတော့ထုတ်ရမှာလို့ဆိုတစ်ခုချင်းလိုက်ကောက်နေပြီးမှမဟုတ်တော့အဲ့ဒါခုနပုံမှာဒီတိုင်းမကြည့်နဲ့ဒီကောင်ကို lock မချပဲနဲ့ယူပဲကောက်မှာဆိုရင်များလာရင် lock ချရင်အဆင်မပြေတော့နော်ယူပဲကောက်တော့မယ်ဆိုရင်ကျွန်တော်ကဘာလုပ်ရမလဲ select လုပ်လိုက် quick select ဆိုတော့သူ့ဘာလုပ်ရမလဲဆိုတော့နော်သူ့ layer equal ဟိုကောင်က layer ဘယ်လောက်ပါလဲ
layer 3နော် quick select ပြီးရင်နော် multiple layer equal layer 3 include ပေါ့ okay ဆိုပြီးတော့ဘာတွေပါလာပြီးတော့ဆိုတော့ဒီအဝါရောဒီကောင်တွေရောပါလာတယ်အဲ့မှာအဝါမလို့ချင်းအဝါကိုဖြုတ်ထုတ်မယ်ဆိုရင် quick select နော်သူ့ရဲ့ color equal ဒီအဝါထင်တယ်ခုနအဝါဒီအဝါလားမသိဘူးဒီကောင်ထင်တယ်နော်အဲ့ကောင်ကို exclude နဲ့ဖယ်ထုတ်လိုက်ဒီအဲ့အဝါမဟုတ်ဗျာခဏနော် yellow color number 2အဲ့လိုပြန်လုပ်မယ် select multiple layer 3 include ပေါ့နော်အဲ့ဒါ layer 3 တဲ့ပါတဲ့ကောင်လေးကိုကောက်မယ်ပြီးရင် quick select တဲ့သူ့ရဲ့ color equal yellow ဒီကောင်ကြာ exclude နဲ့ဖယ်ထုတ်လိုက်ကြံတဲ့ဟာတွေကြံနေမှာပေါ့နော်ပြီးတော့မှထပ်ပြီးတော့ကျွန်တော်ဓာတ်တွေပါထပ်ကောက်ချင်တယ် layer 2အကောင်တွေပါထပ်ကောက်ချင်တယ်ဆိုရင်sorry quick select အရင်ဆုံး current selection နဲ့မှာ multiple နော်ဒီကောင်ရဲ့ layer equal 3အကောင်တွေကိုအကုန်ကောက်လိုက်မယ် include နဲ့နော်ပြီးဟိုကောင်လည်းပါထပ်ထည့်ခြင်းနဲ့အဲကြရင် quick select ဆိုပြောလိုက် quick select ဆိုပြီးတော့ current selection မပြောနဲ့ဗျာ current selection ဆိုရင်သူကဘာဖြစ်သွားမလဲလက်ရှိတည်းကပဲရွေးထုတ်လိုက်မယ်နော် entire drawing တွေကနော်နောက်တစ်ခုကကြတော့သူ့ရဲ့ layer equal layer 2ထဲအကောင်မှာထည့်မယ်ဆိုပြီးတော့ပြီးရင် append to current selection set ပေါ့ append to ဆိုတာလက်ရှိဒီမှာရွေးထားတဲ့တဲကနေပြီးတော့နော်အဲ့ကောင်လည်းပေါင်းထည့်ပြီးပါလို့ပြောလိုက်တာတဲ့လားအဲ့ဆိုရင်မူရင်း layer လည်းပါတယ်နောက်ထပ် layer 2ကိုလည်းထည့်လိုက်နောက် layer 4ပါထည့်ခြင်းနဲ့နော်အဲ့ကြရင်တွားပြီးတော့အကုန်လုံး select မမှတ်နိုင်ဘူးနော်ကို select multiple layer မဟုတ်အဲ့မှာ multiple မလို့တော့ circle ပဲအကုန်ကောက်မယ်လို့ပြောတာ circle select all လို့ပြောတာရှင်းပြ circle တွေအကုန်ကောက်မယ်ပြီး include နဲ့ append နဲ့အဲ့လိုယူကောက်တာမှာနော်အဲ့ဒါကျွန်တော်တစ်ခေါက်ပြန်ပြမယ်နော်ဟုတ်ကျွန်တော်ဒီအဝါလေးပဲကောက်ချင်တယ်အဝါတွေကတချို့ကောင်တွေကအနီဖြစ်နေတယ်နော်အဲ့ဆိုတော့ကျွန်တော်ဒီကောင်တွေကောက်မယ်ဒီကောင်တွေရဲ့ layer ပါတယ်အရင်ဆုံးကိုကဆက်စုလိုက် layer 2မှာဒီကောင်က red ဖြစ်နေတယ်အဲ့ဆိုကျွန်တော်ဒီမှာအားလုံး select မှ quick select ကောက်မှာ multiple layer အနေနဲ့ဆိုရင် layer 2နော် include append မလုပ်နဲ့ပထမဆုံးတစ်ခါကောက်တယ်ဆိုတော့အဲ့ထက်ကမှအနီဖယ်ထုတ်မယ် quick select လက်ရှိ current selection တွေကနော် color equal red exclude နဲ့ဖယ်ထုတ်လိုက်ဖယ်ထုတ်ပြီးဒီ layer 3ကိုထပ်ပေါင်းထည့်မယ် quick select ဒီမှာ current selection စာ entire drawing ပြောလိုက်နော်ပြီးရင် layer equal 2 sorry 3နော် include ပြီး append ဆိုတာထပ်ပေါင်းပြီးပါလို့ပြောလိုက်တာနော်ရနော်ပြီးအဲ့ကောင်ပြန်ဖြုတ်ချင်တယ်ဆိုရင် quick select လက်ရှိ current selection တွေကentire drawing ပဲဖြုတ်သွားပြီဗျ current selection မရတော့entire drawing တွေကဒီကောင်ကို multiple တွေက circle တွေပဲဆွဲထုတ်လိုက်အောင်ဗျာ circle ရရရမသိဘူး3ခါလောက်ကို select or exclude ပေါ့တော့ current selection တွေကနော် multiple အစား circle select or exclude နဲ့ဖယ်ထုတ်လိုက်ခုနကဒီမှာ current selection မပေါ်လာဒါ on ထားလို့နော် okay လို့ပြောတယ်အကုန်လုံးပြောက်သွားတယ်နော်၄ခေါက်တော့မရတော့ဖြစ်နေနော် quick select လက်ရှိ current selection တွေက circle တွေကိုဖယ်ထုတ်ပြီးပါလို့ပြောတာအကုန်လုံးပြောက်သွားမဟုတ်ဘူးအဲ့ဒါဆိုတခုလူနေလို့ quick select multiple တွေက circle တွေပဲရွေးယူမယ်ဆိုပြီးတော့ circle select all ဆိုလို့ပြောတာ include ဆိုရင်ဒါဆို circle တွေပဲရတယ်ပေါ့နော်အဲ့ circle ထဲမှာဒီ circle yellow circle ကိုဖြုတ်ထုတ်မယ် quick select circle သူ့ရဲ့ color equal yellow color လို့ပြောတယ်နော်ပြီး exclude ဆိုပြီးပြောပြီးတော့ဖယ်ထုတ်မယ်နော်အဲ့လိုမျိုးလုပ်လို့ရတယ်နော်
အဲ့ဆိုရင်ကျွန်တော်တို့ဒီ circle တွေကိုဒီ circle property ဆိုကြည့်ရမယ်သူ့ရဲ့ area ဘယ်လောက်လဲ area 9,800,000 ကျော်နော်9,800,000 ကျော်အဲ့ဆိုကျွန်တော်9သိန်းနဲ့အထက်မဟုတ်6သိန်းနဲ့အထက်ပေါ့နော် area 6သိန်းနဲ့အထက် circle တွေရွေးကောက်ချင်တယ်ဆိုရင်ကို select နော်ကျွန်တော် circle area နော် greater than ဘယ်လောက်တဲ့ greater than ဆိုတော့6သိန်းပေါ့နော်ပြီး include ဆိုတော့ okay ပဲဒီနှစ်ကောင်မှပါတယ်ပေါ့နော်ပြီး code select နော် append လုပ်မယ်ဒီကနော် adapter ဒီမှာ auto ဖြစ်သွားမယ်နော်ဘာလဲဆိုတော့ circle သူ့ရဲ့ area နော် less than နော်4သိန်းအောက်ဆိုရင်ကောက်မယ်နော်4သိန်းဟုတ်လားနော် include နဲ့ထပ်ပြီးတော့ရေးလိုက်ဒါဆိုဒါ4သိန်းအောက်ပြီပေါ့နော်ဒီကောင်ကကြားရဲကောင်ပေါ့နော်6သိန်းနဲ့4သိန်းကြားရဲကောင်ကဒီကောင်ဖြစ်သွားလိမ့်မယ်ရနော်အဲ့ဆိုကျွန်တော်ဒါကဒီလိုမျိုး selection ကောက်တာနောက်ဒီလိုမျိုးစာလေးနဲ့ပတ်သက်ပြီးတော့ကောက်တော့မယ်နော်အဲ့ဒါတော့ဟိုသမီးကိတ်တွေအဲ့ဒါတွေကောက်လိုက်ရလေလားမသိအဲ့လုံးကဒီကလေစာကောက်တယ်နော်နေအေဂျင့်မှာထည့်တယ်အဲ့လားပြအခုဆိုဒီမှာဒါကပိုက်နာမည်လေးနော်ဒီမှာပိုက်နာမည်တွေထူးခြားချက်ကဘာလဲဆိုအရှိမ OW လို့ OTL လို့ SP လို့ဒါ service တွေဒါရေလိုင်းတာမီလိုင်းတာရဲ့အဲ့လိုမျိုးပေါ့ပြီးအနောက်မှာ dash လာတယ် dash ပြီးနံပါတ်တစ်ခုလာတယ်ပြီး dash လာတယ်ပြီးနံပါတ် inch ပေါ့လက်မလေး6လက်မ3လက်မအဲ့လာတယ်ပြီး dash လာပြီးတော့နောက်သူက 150E လို့ 150B လို့လာတယ်နိအဲ့လာလေးပြီးကောက်ချင်တယ်ကောက်ချင်တော့ဒီကောင် select လုပ်ပြီးတော့ properties ကြည့်လိုက် test နော်ဒီကောင်လေးရဲ့ object က test okay test ရဲ့ထူးခြားချက်ကဒီ test ရဲ့ထူးခြားချက်ကဒီကောင်လေးနဲ့မတူဘူးဒီကောင်ဆိုရင် adjust sleeper ဆိုပြီးတော့ dash မပါဘူးလေဒီကောင်လေးက dash တွေပါအဲ့ဆိုတော့ဒီအားလုံးကိုတစ်ချက်ကောက်လိုက် right click ကို select ဘာလေးကောက်မှာဆိုတော့ test တွေကောက်မှာနော် test တွေမှာဘာလဲဆိုတော့ test ရဲ့ပါဝင်မှုဥပမာအောင်မြတ်ကျော်ဆိုရင်သူ့ရဲ့ content ကအောင်မြတ်ကျော်နှင်းရီမိုးဆိုပြီးတော့စာရိုက်ထားရင်အဲသူ့ရဲ့ content သူ့ထဲမှာဘာရိုက်ထားလဲဆိုတော့နှင်းရီမိုးဆိုရိုက်ထည့်တာနော်ဝါဝါထိုက်ဆိုဝါဝါထိုက်ရိုက်ထည့်တာအဲဆို test ရဲ့ content ကဒီကောင်သူ equal ဆိုတစ်ခုပဲရလိမ့်မယ် not equal ဆိုရင်လည်းမဟုတ်တဲ့ဟာဒီအကုန်လုံးရှိမြစာတွေအကုန်ထွက်လာလိမ့်မယ် wildcat ပေါ့ wildcat ဆိုတာ star နဲ့ခံပြီးရှာတာဥပမာ internet မှာဆိုရင်များဥပမာ Jennifer Lopez ဆိုရင် LOPAZ နဲ့လား PAT နဲ့လား Jennifer Lopez ဆိုမသိဘူးလေ T နဲ့လား Z နဲ့လားမသိဘူးဆိုအဲ့နေက star လေးခံပြီးတယ်သူက T ပဲဖြစ်ဖြစ် Z ပဲဖြစ်ဖြစ်ထွက်လာတာလေ internet မှာ search လုပ်ရင်လေအဲ့ဆို wildcat match ရှေ့ကဘာလာ star လေးရပြီးတယ်နော်ဘာလာ dash လို့လာမယ်ပြီးနောက်တစ်ခုကဘာလာ dash လို့လာမယ်နောက်တစ်ခုကကျတော့ဘာလာပြီး inch sign လေးလာမယ် dash လာမယ်နောက် star ဘာလာရှင်းလားမသိဘူးနော်ဘာပဲလာ dash လို့လာရမယ်ပြီးဒုတိယကောင်ကလည်းဘာပဲဖြစ်ဖြစ်အနောက်မှာ dash လို့ပါရမယ်တတိယကောင်ကဘာပဲဖြစ်ဖြစ်အနောက်မှာ inch sign နဲ့ dash လို့ပါရမယ်ပြီးနောက်ကဘာလာပေါ့နော်အနောက်ကဘာပဲဖြစ်ဖြစ် include ဆိုပြီးပြောတာနော်အဲ့ဆိုရင်ဘယ်နှခုရွေထားပြီးလဲဆိုတော့396ခုရွေထားပြီးပါပြီတဲ့အဲ့ကောင် copy နဲ့နော်ဘေးကိုဆွဲထုတ်လိုက်နော်အဲ့လိုဘေးကိုရောက်သွားတယ်ဟာခဏလေးဘယ်လိုဖြစ်သွား selection ပြုတ်သွား quick select current selection မပြောတော့ entire draw ပေါ့နော်လိုချင်တာစာလေးလိုချင်တာသူ့ရဲ့ content နော် equal မဟုတ် wildcat star dash star inside dash star အဲ့လာတွေကကြတော့နော်ဟိုအပန်းမဟုတ်နော် sorry ဒီကောင်ဟိုနင်းလောက်ထားလိုက်မယ်အပန်းခုနအပန်း on တာလို့396ပြီးရင်ဒီကောင် copy နဲ့ဒီပုံမှာမှဒီလိုလုပ်လို့ရတာနောက်သမီးတို့အလုပ်မှာဆိုရင်ကိုယ့်အနေကိုစဉ်းစားပြီးလုပ်ရမှာဘယ်လိုလုပ်ပို့ကောင်းမလဲဆိုတော့ဒါကကြတော့ကျွန်တော်လုပ်နေကြဆိုတော့ဒီဟာမျိုးလုပ်တာတခြားနေရာမှာလည်းအစားထိုးလို့ရဥပမာစာအုပ်နာမည်တွေပေါ့စာအုပ်နာမည်တွေထဲမှာအရှိရဘာပဲလာ
အနောက်မှာကျတော့ dictionary ဆိုတဲ့ဟာပါမယ်အဲ့ဆို dictionary နဲ့ပတ်သက်တဲ့ဟာအကုန်လုံးဆွဲထုတ်လိုက်မှာပေါ့နော်အဲ့ဆိုတော့စာတွေတီးတန့်ထွက်လာအောင်နုမဆိုတစ်ခုချင်းသာဆွဲထုတ်ရရင်မချောင်းဘူးနိအခုကကျွန်တော်စာတွေအကုန်လုံးဆွဲထုတ်လာဒါပေမဲ့တစ်ခုချင်းနဲ့ Excel ထဲကိုစရင်ထည့်မယ်ဆိုရင်အဲ့ကြာလိမ့်မယ်နော်အဲ့ဆိုကျွန်တော်ဘာလုပ်မလဲတစ်ခုဒီလိုမျိုးပေါ့ဗျာဥပမာ Excel ဖွင့်လိုက်မယ် Windows R E A C E L Excel ဖွင့်လိုက်မယ်Excel ဖွင့်မှုပါပြီဆက်ပါတယ်လီးနေExcel ပါတက်လာ test list is a new column newဘာလဲဖြစ်နေလဲတုံးတော့နော်โอเค Excel ထဲမှာစီးရင်ကောက်ပြီးတော့ထည့်ရမှာဆိုရင်ဟာအော်တိုကပြုတ်ကြပါတယ်ဟော sorry မပြုတ်ကြအောင်2014နော်ဒီလိုလေးတစ်ခုဝင်လိုက် copy ယူလိုက်ပြီးဟိုမှာတွားပြီးတော့ paste လုပ်လိုက်ဒီမှာ paste တွားလုပ်လိုက်အဲ့လိုမျိုးဆိုရင်ကြာတယ်ဗျပြီးတော့မှမဟုတ်ဘူးပြီးစာတွေရတယ်ထပ်နေအဲ့ဆိုကျွန်တော်ဒီမှာ AutoCAD မှာဘာလုပ်လို့ရလဲဆိုတော့ဒီစာတွေအကုန်လုံးဂျောင်းနဲ့ဖြစ်အောင်ပေါင်းလိုက်မယ်နော် Express 2ထဲကtest 2ထဲမှာ convert test to multiline test နော် UU test ကနေ test က2မျိုးရှိတယ်ဒီနော်အဲ့ဒါ test ကြောင်းကြရင်ကျွန်တော်သိချာရှင်းပြမယ် convert test UU test ကို multiline test အနေနဲ့ပြောင်းမယ် okay select လုပ်လိုက်ပြီးအကုန်လုံး select လုပ်ချလိုက်အဲ့ဆိုဘာဖြစ်သွားလဲဒီကောင်တစ်ချောင်းနဲ့ဖြစ်သွားတစ်ချောင်းနဲ့ဖြစ်သွားရင်ဒီကောင်ကို edit နဲ့ ed နဲ့ click နှိပ်လိုက်နော် click နှိပ်ပြီးတော့ control A နဲ့ select လုပ်လိုက် control C နဲ့ copy ကူးခဲ့တာနော်အဲ့မှာတော့အများဆုံးကြောက်တာနော်ဒါကြီးကိုဒီတိုင်းတိုက်ရိုက် copy ကူးပြီးတော့ Excel ထဲတွက်ထည့်တယ်ကျွန်တော်ပြောတာဒီလိုမျိုး control C ဆိုပြီးတော့ဒီ Excel ကြီးမှာ control V ဆိုပြီးတွက်ထည့်လိုက်ရောဒီလိုကြီးဖြစ်သွားတယ်နော်အဲ့လိုမဟုတ်ဘူးနော်ခဏရောကုန်လို့ကြောင်းသားလေးနိဒီကောင်လေးကို ED နဲ့ edit ဒါမှမဟုတ်ရင်နှစ်ချက်နှိပ်ပြီးဝင်လိုက်ဒီလိုနှစ်ချက်နှိပ်ပြီးဝင်လိုက်ပြီးရင်တနေရာမှာကာဆိုချပြီး control E control C ပိတ်လိုက် escape နှိပ်ပိတ်လိုက်နော်ပြီး Excel မှာရှေ့ဆုံးတစ်ခွက်မှာကာဆိုချပြီး control V လို့ပြောလိုက်ဒါပေမဲ့သူကဘာဖြစ်သွားလဲဆိုတော့ဆဲတစ်ခွက်ထဲမှာပဲရှိမြဟာတွေအကုန်ဝင်သွားတာနော်အကဲဒီ B မှာလာကဏ္ဍတစ်ခုရိုက်ထည့်လိုက်ဒီမှာတွေ့လားပျောက်သွားတယ်ဒီမှာဘာမှမရှိဘူးဒီဆဲထဲမှာလာဒါတွေရှိနေတာနော်အဲ့ဆိုတော့ဒီကောင်ကိုဘာလုပ်ရမလဲဆိုတော့ Excel ထဲမှာတွားပြီးတော့ကျွန်တော်တို့ပြန်ခွဲထုတ်ပြရမယ် AutoCAD ကဒီထဲကိုဒီလိုမျိုးပေါင်းချလိုက်တဲ့အချိန်မှာတစ်ခုနဲ့တစ်ခုကြားတဲ့ကိုဘာခံသွားလဲဆိုတော့ space bar လေးတွေခံသွားတယ်ဒီမှာလေနော် space bar တစ်ချက်ချပြီးသွားတယ်လားတစ်လိုင်းနဲ့တစ်လိုင်းကြားတဲ့ space bar လေးတွေချပြီးသွားအဲ့ဆိုတော့ဒါကို select လုပ်ထားမယ် select လုပ်ထားပြီးသွားရင်ဒီမှာ data တွေကနေပြီးတော့နော် test to column ဆိုတာရှိတယ်အဲ့ဒါကြီးနှိပ်လိုက်ဒီ A ကို select လုပ်ထားနော်နှိပ်လိုက်ရင်ကျွန်တော်တို့ဘာနဲ့တွားမလဲဆိုတော့ delimited next ဘာနဲ့ခွဲမလဲဆိုတော့ speed နဲ့ခွဲမယ် speed bar တစ်ခါပုံရင်တစ်ခွက်ယူမယ် speed bar တစ်ခါပုံရင်တစ်ခွက်ယူမယ်ဆိုပြီးပြောလိုက်ရနော် delimited ယူပြီးသွားရင် speed ကိုယူပြီးရင် next နှိပ်လိုက် next နှိပ်လိုက်ဆိုတော့ဒီမှာတစ်ခွက်စီဖြုတ်သွားပြီနော်ပြီးရင် finish လာနှိပ်လိုက်အဲ့တော့ဒီမှာဒါဒီလိုဖြစ်သွားပြီပေါ့ဒီထိရလားလုံတော့ရနေအောင်နော်ရမှာပါကျွန်တော်တောင်းနေသမီးတို့ဆိုင်ပြန်လုပ်ကြည့်ပြန်ပြီးဒီကောင်ကိုအလျားလိုက်ဖြစ်နေဒေါင်လိုက်ဖြစ်အောင်လုပ်ချင်တယ်ဒီကောင်ကို copy ကူးမယ်ဒီကနေပြီးတော့ဟိုးနောက်ဆုံးထိရှေ့ဆုံးတစ်ခါမှ select လုပ်ဒီမှာ shift နှိပ်ပြီးတော့ control ကတ်နဲ့ရွှေ့လိုက်နော်ဒီအောက်တစ်ခါမှာကတ်နဲ့ပဲဖြစ် copy နဲ့ပဲဖြစ်ဗျာပြီးဒီအောက်မှာကျွန်တော်တို့ paste လုပ်မယ်ဒီကောင် copy နဲ့ပဲယူရမယ်နော်
ပြီး paste မှာဒီမှာ transport လေ transport ဆိုတာအလျားလိုက်ကို down လိုက်ဖြစ်အောင်လုပ်တယ် down လိုက်ကိုအလျားလိုက်ဖြစ်အောင်လုပ်တယ်ဒီကောင်ကနော်အဲ့ကောင်လေးနဲ့ဒီအောက်တစ်ပတ်မှာဆက်လက်လုပ်လိုက်ပြီးရင် paste transport ဆိုပြီးတော့နော်ပြီးရင်အပေါ်ကခုနယာယီယူထားတဲ့ကောင်ဖြတ်ချလိုက်နော်ဒီလိုဖြစ်သွားမှာဆိုရင်ကျွန်တော်ဒီ online တစ်ခုလုံးဆက်လက်လုပ်ပြီးတော့ဒီခုနတည်းက data ထဲမှာပဲ remove duplicate ပေါ့တစ်ခုနဲ့တစ်ခုထပ်နေဖြတ်ပြပါတယ်ဥပမာဆိုဒီမှာဆိုရင်တင်းနဲ့3ညတုံး4လက်မ150ဒီမှာလည်းတင်းနဲ့3ညတုံး4လက်မ150ထပ်နေလေထပ်နေတဲ့ဟာကိုဖြတ်ပြမယ်ဖြတ်ပြရဆိုတော့ remove duplicate ဆိုပြီးတော့ okay လို့ပြောတယ်နော်စုစုပေါင်း68ခုကျန်နေတဲ့300ကျော်ဖြတ်ပလိုက်တယ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ sorting စီလိုက်မယ်နော် A to Z ဆိုပြီးတော့စီလိုက်ဆိုပြီးသွားနော်ဒီမှာဒါမျိုးတွေဆိုပြီးမှမျက်စိနဲ့ပြန်စစ်မဟုတ်တဲ့ဟာတွေဆိုရင် delete နဲ့ဖြတ်ချလိုက်ဒါမျိုးလေးဆို delete နဲ့ဖြတ်ချလိုက်နော်ရတယ်နော်ကျွန်တော်တစ်ခေါက်ပြန်ပြအောင်နော်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ AutoCAD မှာ AutoCAD အလုပ်ကဒီကောင်ကိုစာရေးဆွဲထုတ်အောင် quick select စာ test ရဲ့ content က wildcat ဖြစ်ရမယ်ဘယ်လို wildcat လဲဆိုတော့သူ့ရဲ့ထူးခြားချက်က star ပြီးရင် dash လာတယ် star ပြီးရင် dash လာတယ်ပြီးသွားရင် star ပြီးသွားရင်လက်မဆိုင်လာပြီးတော့ dash လာတယ်ပြီးနောက်ဆုံးဘာလာတာပေါ့နော် okay လို့ပြောရမှာဆိုရင် select ဖြစ်သွားတယ် select ဖြစ်သွားပြီဆိုဒီကောင် copy နဲ့ view ဆွဲထုတ်လိုက်ကတ်နဲ့ move နဲ့မဆွဲနဲ့နော်ပြီးရင်ဒီထဲမှာကျတော့ဒီကောင် expert 2ထဲက test 2ထဲမှာ test တွေကို multi-line test အနေနဲ့ပြောင်းမယ်ဆိုပြီးဒီကောင်လေး select လုပ်ပြီးတယ်တချောင်းနဲ့ဖြစ်သွားဆို edit နဲ့ ed နဲ့နော်တနေရာမှာ select လုပ် control A control C နော်ပြီး AZ နဲ့တွားလိုက်နော် AZ ထဲရအောင်ကြည့်တယ်မှာပထမဆုံးအကွက်မှာ select လုပ်ပြီးတော့ control V ပေါ့ဒါဆိုရင်ဘာဖြစ်သွားဆိုတော့တကွက်ထဲမှာပဲအများကြီးဝင်သွားတယ်အဲ့ဒါဆိုတော့ကျွန်တော်က data တွေကနေပြီးတော့ text to column ဒီ limited ကောင်ထူးခြားတာပါတယ်ဆိုတော့တစ်ခုနဲ့တစ်ခုခြားတဲ့ space bar ချသွားတယ်เนาะတက်မခုံ space bar ချသွားတာ space ဆိုတဲ့ဟာတွေယူထားတယ်ပြီး next ဒါဆိုရင်စမ်းကြည့်เนาะအားလုံးပြီးသွား finish ဆိုရင်ဒီကောင်ကဘာဖြစ်သွားလဲဆိုတော့အလျားလိုက်တိုင်းတစ်ခွက်စီဝင်သွားတယ်ကျွန်တော်က down လိုက်တိုင်းဝင်နေတယ်ဆိုတော့ A ကို select လုပ်ခုနောက်ဆုံးက shift နှိပ်ပြီးတော့ဒီနားကိုရေးထားတယ်ပြီး copy ဖြစ်ဖြစ် cut ဖြစ်ဖြစ်ပေါ့เนาะကျွန်တော် copy ပဲယူထားလိုက်တယ်ပြီးရင် A3 လောက်မှချလိုက် paste transport လို့ပြောပြီးရင်အပေါ်ကောင်ဖြတ်ချလိုက်တယ်နော်ပြီးရင်ဒီကောင်ကို select လုပ်မယ်နော်ဒီကောင်ကို data တွေကနေပြီးတော့ remove duplicate ဆိုပြီးတော့ရှင်းချလိုက်နော်ပြီးရင် sorting စီလိုက် A to Z ဆိုပြီးတော့စီလိုက်နော်ပြီးရင်မျက်စိနဲ့ပြန်စစ်ပိုက်လိုင်းမဟုတ်တဲ့ဟာတွေဒါဆိုပိုက်လိုင်းမဟုတ်တော့6ခုတပြိုင်တည်းနဲ့ပေါ်ပြတာအဲဆို delete နဲ့ဖြတ်ချလိုက်ဒါဆိုရင်2ခုတပြိုင်တည်းနဲ့ပေါ်ပြတာအဲဆို delete နဲ့ဖြတ်ချလိုက်အေးဆိုတော့ရကြတယ်မလားဟမ်အနေချင်းမိတ်ကောဗျာတော့မဆက်ဘူးအဲ့ဆိုရင်အဲ့ကောင်လေးတစ်ချက်